Hello，大家好，来这一次的话给大家看红宝石，这样红宝石的话比较灰一点点，然后它里面有小内含物的啊，小内含物小黑点呀，小气泡啊都有的啊，这是说实话的啊。然后呢，这些都是红蓝的话，就是大多数的都是卖的就是真实和颜色的啊，不追求完美的。然后呢，它这一颗的话就是有1克拉多，的，很好看倒是好看的啊。这种红宝石的话，给人一种感觉就是那种低调又有高级感，年轻感十足的。但是它不是那种低调又有存在感也是十足的啊，很好看哦。它这颗虽然倒是发灰一点点，但是不影响美观的一个料子，很好看的。然后呢，它这一颗是价格的话。这颗价格是2800人民币，这颗价格是2800人民币哦。如果喜欢的话，可以私信了啊！谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်။နောက်လေးကကျတော့ပြများလေးပေါ့နော်။အရင်လာပါရှင်။ဒါပေမဲ့သူကကျတော့အထဲမှာဖြစ်လာစားလေးနည်းနည်းလေးအမင်းဆက်လေးတွေပါပါတယ်ရှင်။ဒါပေမဲ့ဒါလေးကပွင့်ကောက်လေးပေါ့နော်။တက်ကလက်ကြော်ရှိပါတယ်ရှင်။ဒါလေးဆိုလို့ရှိရင်ဒါလေးကတက်ကလက်ကြော်ရှိပါတယ်သူကအရေးရမ်းထက်ကြည့်တယ်တော့မပါဘူးပေါ့နော်။ဒါလေးကကျဈေးလေးကကျတော့8တိန်လေးပါပဲရှင်။ဒါလေးဈေးလေးက8တိန်လေးပါတက်ကလက်ကြော်ရှိပါတယ်။ကြိုက်လို့ရှိရင်စီပြီးမှလာခဲ့ပေးပါ